ဒီအလောင်းတွေဒီအတိုင်းကိုတောင်တစ်ခုတွေမှာပုံထည့်ထားတာအနံ့တွေကလည်းထွက်ဆေးရလည်းမထိုးထားတဲ့အတွက်ပိုဆိုးနေဒီလူကအလောင်းတွေအများကြီးနဲ့နေတဲ့သူဖြစ်ပါတယ်။ဘာလို့လဲဆိုရင်တော့သူကနာရေးကုညီမှုလုပ်ငန်းလုပ်ကိုင်တဲ့သူဖြစ်နေလို့ပါဒီအမှုကတော်တော်လေးကိုထူးဆန်းပြီးတော့ဆက်ဆုပ်ယွန်ရှာဖွေအရန်ကိုကောင်းလုံးပါတယ်။ John ဆိုတဲ့သူကအလောင်းတွေအများကြီးနဲ့ထိတွေ့နေရတဲ့နာရေးကုညီမှုလုပ်ငန်းမှာအလုပ်လုပ်ကိုင်နေသူငွေရလည်းတော်တော်လေးကိုမှတ်သေးတယ်သူ့ဘဝမှာဘလို့နီးလန်းနဲ့ပဲငွေရငွေတွေအများကြီးကိုလိုချင်နေတဲ့သူမျိုးကံကောင်းစွာနဲ့2019ခုနှစ်မှာတော့အလောင်းသိန်းနဲ့ရေခဲတိုက်ကြီးကပြတ်သွားရောအဲ့ဒီရေခဲတိုက်ပြတ်သွားရာကနေပြီးတော့သူအတွေ့တစ်ခုရရှိသွားခဲ့သူကသူတို့ရဲ့လုပ်ငန်းကိုလာအပ်တဲ့အလောင်းတွေကိုဒီရေခဲတိုက်တဲကိုမထဲတော့ဘဲနဲ့ဒီအတိုင်းပဲပြတ်နေတဲ့နေရာမှာပဲသူကထားပြီးတော့တင်ထားလိုက်တယ်အဲ့လိုထားတဲ့အတွက်ကြောင့်မို့လို့အလောင်းတွေကပုတ်ပွားလာတယ်အနှံ့ထွက်လာတယ်ဒါပေမဲ့သူတို့ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်တော့ကုန်ကြစရိတ်ကတော်တော်လေးကိုတတ်တာသွားတယ်အခုလိုမျိုးကုန်ကြစရိတ်တွေတတ်တာလာတာကိုတွေ့တဲ့အချိန်မှာတော့ John ကပို့ပြီးယုံညံ့တဲ့အကြံစီတစ်ခုကိုကြံစီပါတယ်အဲ့ဒါကြတော့ဒီအလောင်းတွေကိုမိသားစုဝင်တွေကဘာလုပ်ချင်လဲမြေမြုပ်ချင်လားမီးရှို့ချင်လားတချို့ချင်လားပေါ့နော်ဘယ်လိုလုပ်ချင်လဲအဲ့လိုမျိုးပတ်စံပေးရသေးတယ်အဲ့လိုမျိုးတွေအတွက်ကုန်ကြစရိတ်တွေကိုသူကယူပြီးသွားတဲ့အခါကျရင်ဒီအလောင်းတွေကိုဘာမှမလုပ်ဘဲနဲ့သူကဂိုးတောင်တစ်ခုထဲမှာစုပုံပြီးတော့ထပ်ထားလိုက်တယ်မိသားစုဝင်တွေကိုဒီအယိုးပြတွေပြန်ပေးရမယ့်နေရာတွေမှာဆိုရင်တော့သူက dry concrete mix တွေပြန်ပေးလိုက်တယ်ဒီ concrete အမှုန့်တွေပေါ့အဲ့ဒါကိုပြန်ပေးလိုက်တယ်သူကပြီးရင်အလောင်းတွေကိုလည်းမှားပြီးတော့ပေးပါသေးတယ်မိသားစုဝင်တွေကကိုမိသားစုဝင်တွေရဲ့အလောင်းမဟုတ်ဘဲနဲ့တခြားသူတွေရဲ့အလောင်းတွေကိုကရဝပြုတ်ခဲ့ကြရတာပေါ့အနံ့နေကအရန်ကိုဆိုးရွားထွက်လာတဲ့အချိန်မှာ John ကဘာပြောလဲဆိုရင်တော့ taxidermy တားကောင်ရုပ်သွင်းပိညာကိုတင်ယူနေတာဆိုပြီးတော့ပြောတယ်အဲ့ဒါကြတော့ဒီတလိပ်ဆန်တွေပေါ့နော်ကွယ်လွန်သွားတဲ့အချိန်တေဆုံးသွားတဲ့အချိန်တွေမှာသူတို့ရဲ့အပေါ်ရန်တရေကိုပဲယူပြီးတော့သူတို့ပုံစံအတိုင်းပြန်ပြီးတော့ရုပ်သွင်းတာဒီအရေးပြားတွေကိုပဲထိမ့်သိမ့်ပြီးတော့မူလပုံစံအတိုင်းပြန်လဲဖန်တီးပြသတဲ့အမှုပညာတစ်မျိုးအဲ့ဒါမျိုးတွေကို तू ကတင်ယူနေရပါလုံနေရပါဆိုပြီးတော့လိန်ညာပြောဆိုခဲ့တယ်ဒီတလိပ်ဆန်တွေရဲ့အနံ့တွေကြောင့်အနံ့တွေထွက်နေရပါပေါ့2020COVID ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာလည်း American အစိုးရကဒီစီးပွားရေးလုပ်ငန်းရှင်တွေကို PPP ချင်းငွေပြန်လည်ပေးဆက်စရာမလိုတဲ့ထောက်ပံ့ကြေးလို့ချင်းငွေမျိုးပေးရတယ်။အဲ့ဒါကိုလည်း John နဲ့သူ့ရဲ့ဇနီးနှစ်ယောက်လုံးကအချက်လက်အတုတွေနဲ့ထုတ်ယူခဲ့ကြသေးတယ်။၃နှစ်အတွင်းမှာသူတို့ထုတ်ယူခဲ့တဲ့အစိုးရထောက်ပံ့ကြေးဒေါ်လာ8,820,000တောင်မှရှိပါတယ်။အဲ့ဒီငွေတွေနဲ့သူတို့ကဇိမ်ခံကားကြီးတွေကိုလည်းဝယ်ယူခဲ့ကြသေးတယ်။ Gucci တို့ Tiffany တို့လိုမျိုးဒီဈေးကြီးတဲ့ပစ္စည်းတွေကိုဝယ်သုံးတယ်။ Crypto မှာရင်းနှီးမြှုပ်နှံမှုတွေလည်းသူတို့လုပ်ခဲ့ကြတယ်။သူတို့ကပထမပိုင်းမှာတော့သူတို့ကိုသူတို့တဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်တဲ့ဒီအလောင်းစီစဉ်ပေးတဲ့လုပ်ငန်းအနေနဲ့ဟန်ဆောင်ထားခဲ့တာ။နောက်ပိုင်းမှာဒီအလောင်းတွေဒီအတိုင်းကိုတောင်တစ်ခုတွေမှာပုံထည့်ထားတာအနံ့တွေကလည်းထွက်ဆေးရလည်းမထိုးထားတဲ့အတွက်ပိုဆိုးနေပြီ။2023မှာတော့ဘလို့မှအနံ့မခံနိုင်တော့တဲ့အဆုံးပေါ့နော်ဒီလိုမျိုးတိုင်ကြားစာတွေအများကြီးရောက်ရှိလာခဲ့တဲ့အတွက် FBI ကဝင်ရောက်စစ်ဆေးတဲ့အချိန်မှာတော့သူတို့လုပ်ငန်းလုပ်နေတဲ့နေရာမှာပဲအလောင်းပေါင်း190လောက်ကိုပုတ်ပွားနေတဲ့အနေအထားနဲ့တွေ့ခဲ့ရတယ်တချို့အလောင်းတွေဆိုရင်2019ခုနှစ်ခရက်ရှိနေရ4နှစ်လောက်တောင်မှရှိနေပြီဘယ်လောက်တောင်မှအခြေအနေဆိုးရွားနေလိုက်မလဲအခုလိုမျိုးစစ်ဆေးခံရတဲ့အချိန်မှာ John နဲ့ Kelly တို့လင်မယားနှစ်ယောက်လုံးက Oklahoma ကိုထွက်ပြေးသွားခဲ့ကြတယ်ဒါပေမဲ့လည်း FBI ရဲ့ဖမ်းဆီးခြင်းကိုသူတို့ခံလိုက်ရပါတယ်2024ခုနှစ်မှာဒီနေ့နောက်သွားတဲ့မိသားစုဝင်တွေအကုန်လုံးကဝိုင်းဝန်းပေါင်းပြီးတော့တရားစွဲဆိုခဲ့ကြတဲ့အတွက်တရားရုံးကသူတို့ကိုဒီနေ့နောက်သွားတဲ့မိသားစုဝင်တွေကိုပေါ့နော်ရော်ဂျီ American dollar တန်950ပြန်လည်ပေးရမယ်ဆိုပြီးတော့အမိန့်ချလိုက်တယ်ဒါအပြင် Johnကလည်းထောင်ဒဏ်20ချမှတ်ခြင်းခံလိုက်ရတယ်။ကယ်ရီကတော့အခုအချိန်အထိအမိန့်ချမှတ်ခံရခြင်းမရှိသေးပါဘူး။ Dance လို့អော်ပြီးတော့ခြေထောက်ကိုတန်းတန်းနဲ့ပစ်လိုက်တဲ့ rapper Tory Lanez ဒီကိစ္စက2020 American Hip Hop လောကကိုတော်တော်လေးတုန်လှုပ်သွားစေတဲ့ဖြစ်ရပ်တစ်ခုပါ2020ဇူလိုင်လမှာမီဂန်နဲ့တိုရီတို့နှစ်ယောက်လုံးကနောက်ထပ်နာမည်ကြီးအဆိုတော်တယောက်ရဲ့အိမ်မှာကျင်းပနေတဲ့ pool party ကိုသူတို့သွားခဲ့ကြတယ်။ပါတီပြီးတော့သူတို့ပါတီကနေပြန်လာခဲ့ကြတယ်။အဲ့ဒီပြန်လာတဲ့ကားပေါ်မှာတိုရီရဲ့မီဂန်ရဲ့နောက်ထပ်အမျိုးသမီးတစ်ယောက်ပါဝင်နေခဲ့တယ်။သူတို့ကားနဲ့ပြန်နေနေပဲကားပေါ်မှာစကားများပြီးတော့ရန်ဖြစ်ကြတယ်ပေါ့နော်။ဘယ်လိုဖြစ်တာလဲဆိုတော့ဒီတိုရီကအဲ့ဒီအချိန်မှာမီဂန်နဲ့နည်းနည်းရှုပ်ထွေးမှုတွေရှိနေခဲ့ပြီးတော့တစ်ဖက်ကအမျိုးသမီးနဲ့လည်းအဲ့လိုမျိုးပဲတွဲနေတယ်လို့ပုံစံမျိုးတွေဖြစ်နေခဲ့တယ်။ပြောရမယ်ဆိုရင်တိုရီကအခုကားပေါ်မှာရှိတဲ့အမျိုးသမီးနှစ်ယောက်လုံးနဲ့ရှုပ်နေတဲ့ပုံစံမျိုးပေါ့သူတို့ official relationship တော့မရှိဘူး။အဲ့တော့သူတို့တွေပြောဆိုနေတဲ့စကားများကြပြီးတော့နောက်ဆုံးမှာမီဂန်ကကားကိုရက်ခိုင်းလိုက်တဲ့အထိဖြစ်သွားခဲ့တယ်။သူကကားကိုရက်ခိုင်းပြီးကားပေါ်ကဆင်းသွားရောအဲ့လိုမျိုးဆင်းသွားတာကိုတိုရီကအရန်စိတ်ဆိုးဒေါသထွက်ပြီးတော့သူ့ရဲ့တနက်ကိုထုတ်ပြီးတော့အော်ပြီးတော့ပြစ်လိုက်တယ်အဲ့လိုမျိုးပြစ်လိုက်တဲ့အချိန်မှာသူမရဲ့ခြေထောက်ကိုဒီလိုမျိုးရှက်ထိသွားတယ်ပေါ့နော်လည်းမြေပေါ်လဲ
ပြုတ်ကျသွားခဲ့တယ်။အဲ့ဒီအချိန်ကျတော့မှတိုရီကသူမှားသွားပြီဆိုတာကိုသူသိသွားရောသူသိသွားတဲ့အခါကျတော့ပြက်ပြတလဲတောင်းပန်တယ်ပြီးတော့သူမကိုဒီပတ်စံပေးမဲ့ကိစ္စတွေပါစပြီးတော့ပြောရောဒီကိစ္စကိုဘယ်သူမှမပြောနဲ့ငါပတ်စံပေးမယ်ပေါ့။ဒါပေမဲ့သူတို့လမ်းဘေးမှာအခုလိုဖြစ်နေရကိုတွေ့သွားတဲ့တယောက်ကရဲတိုင်လိုက်တယ်။ရဲတွေကလည်းချက်ချင်းပဲသူတို့ရဲ့ကားအနောက်ကိုလိုက်လာခဲ့ကြတယ်။သူတို့ရဲ့ SUV ကားအနောက်ကိုလိုက်လာခဲ့ပြီးတော့တနေရာမှာတော့သူတို့ကိုစစ်ဆေးရပေါ့။အဲ့ဒီအချိန်မှာမီဂန်ကတကယ်ဒိုင်ယာကရထားတဲ့သူချက်တော့အဲ့ဒီနေရာအခုနောက်နေရာကနေပြီးတော့မီဂန်ကိုဒီတိုရီယာတောင်းပန်တဲ့အတွက်မီဂန်ကလည်းကားပေါ်ပြန်ပြီးတော့ဝင်ထိုင်ပေးခဲ့သေးရဲ့အဲ့ဒါကြောင့်လေသူမဒီကားပေါ်ပြန်ပါသွားခဲ့တာပေါ့အဲ့လိုနဲ့ဒီရဲတွေလာပြီးတော့ဖမ်းတဲ့အချိန်ရဲတွေလာပြီးတော့စစ်ဆေးတဲ့အချိန်မှာကျတော့မီဂန်ကိုမေးတယ်ဘာဖြစ်တာလဲအဲ့ဒီအချိန်မှာကျတော့ဒီလူဖြူလူမဲပြဿနာတွေကလည်းဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မီဂန်အနေနဲ့ရဲတွေကိုမယုံကြည်ရတဲ့ကြောင်တိုရီတစ်ခုခုဖြစ်သွားမယ်ပေါ့နော်အဲ့လိုနဲ့သူမကလည်းဖန်ခွဲစနေမိတာပါဆိုပြီးတော့သူမလိန်ပြောလိုက်တယ်လိန်ပြောလိုက်ပေမဲ့လည်းသူမကိုစေးရုံပို့ပေးကြတယ်ပေါ့စေးရုံပို့လိုက်တဲ့အချိန်မှာဒီဆီယာဝင်ကသူမရဲ့ခြေထောက်ကိုစစ်ဆေးကြည့်လိုက်တဲ့အချိန်မှာဒီကြည်စံစတွေသူမရဲ့ခြေထောက်မှာဝင်နေအောင်တွေးခဲ့ရတဲ့အခါကျတော့သူမလည်းလုံးဝမဝင်ခံလို့မရတော့ဒါပေမဲ့နောက်ပိုင်းမှာဒီပြဿနာတွေကပုံမကြီးထွားလာပြီးတော့ရှုပ်ထွေးမှုတွေအများကြီးဖြစ်ကုန်ကြတယ်။သူမပထမတော့ကလည်းဖန်ခွဲစနေမိတယ်ဆိုပြီးတော့ပြောထားတာကိုအခုမှကြည်စံတန်ရာဖြစ်တယ်ဆိုပြီးတော့ထွက်လာတဲ့အခါကျတော့လူတွေကသူမလိန်နေတာသူမကလိန်ကချစ်ဆိုပြီးတော့ပရိသတ်တွေနဲ့အပြင်အားသူတွေပဲပြောကြတာမဟုတ်တယ်လို့မျိုးသူတို့လောကသားတွေအကုန်လုံးကလည်းသူမကိုဝေဖန်ကြတယ်တချင်းတွေရေးပြီးစောင်းပြောင်းကြတာရှိတယ်လို့မျိုး memes ပုံတွေနဲ့သူမကိုလှောင်ပြောင်ကြတာတွေလည်းဖြစ်ခဲ့ဒါကနာမည်ကြီးရဲ့ rapper တွေအဆိုတော်တွေကြားမှာဖြစ်ပြက်သွားတဲ့ကိစ္စမျိုးသူမကလည်းလူမဲအမျိုးသမီးတွေကိုကာကွယ်ပေးဆိုတဲ့ပုံစံမျိုးတွေနဲ့ပရိသတ်တွေကြားထဲမှာပြန်ပြီးတော့ဖော်ထုတ်ပြခဲ့ပေါ့နော်အဲ့လိုနဲ့ပဲဒီပြဿနာကြီးကဖြစ်နေခဲ့ပြီးတော့နောက်ဆုံးမှာတရားရုံးကိုရောက်ရှိသွားခဲ့တယ်2022ခုနှစ်မှာဆိုလို့ရှိရင်တော့တိုရီလိန်အပြည့်ရှိတယ်ဆိုတာထင်ရှားတဲ့အတွက်ကြောင့်မို့လို့သူထောင်ဒဏ်10နှစ်တောင်ချမှတ်ခြင်းခံခဲ့ရတယ်ဒါကတော့ဒီတငယ်ချင်းမိတ်ဆွေအချင်းချင်းစကားများရန်ဖြစ်ရာကနေပြီးတော့ဒီအခြေအနေထိဖြစ်သွားခဲ့တာပေါ့အခုချိန်ထိလည်းတိုရီလိန်မှန်တယ်ဆိုပြီးတော့ထင်နေကြတဲ့သူတွေရှိတယ်လို့မျိုးအခုချိန်ထိမီဂန်ကလိန်ပြောနေရဆိုပြီးတော့ထင်နေကြတဲ့သူတွေကလည်းရှိနေသေးပဲဒါပေမဲ့သူပြစ်မှုထင်ရှားလို့ပဲတိုရီလိန်ကတော့ထောင်ကျသွားခဲ့ပါပြီဒီနိုင်ငံခြားနာမည်ကြီးတဲ့ TikTok ကလင်မယားနှစ်ယောက်ကတကယ်ကိုတခိုးအကြီးစားကြီးတွေဖြစ်နေခဲ့ကြတယ်။သူတို့လင်မယားနှစ်ယောက်က American ပြည်ထောင်စု Connecticut ပြည်နယ်မှာနေကြတယ်။ဒီသူမရဲ့နာမည်ကကြတော့သူမကိုသူမပေးထားတာ Paparazzi Princess Apple တဲ့သူကအသက်45နှစ်သူယောက်ျားကအသက်44နှစ်သူယောက်ျားနာမည်က J-Icon သူတို့နှစ်ယောက်က social media မှာဆိုရင်တော့အရန်ချမ်းသာကြွယ်ဝတဲ့ပုံစံမျိုးသူတို့ကအရန်သုံးနိုင်ဖြုံးနိုင်တဲ့ဒီအဆင့်တန်းမြင့်မြင့်နေနိုင်တဲ့သူတွေပုံစံမျိုးအများရန်ကြွားဝါလေးရှိပြီးတော့ဒီအခြေအနေတွေကိုထိမ့်သိမ်းအတွက်သူတို့ကလူလက်မန်ဆိုင်တွေကိုပြစ်မှတ်ထားပြီးတော့လိမ်လည်မှုအကြီးစားကြီးတွေကိုသူတို့လုပ်ခဲ့ကြတယ်။သူတို့ရဲ့လိမ်လည်တဲ့ပုံကိုပြောပြမယ်။ J-Icon ကဒီယောက်ျားဖြစ်သူကအရင်ဆုံးဆိုင်ထဲကိုဝင်သွားမယ်ပြီးရင်သူကပစ္စည်းသေးလေးဝယ်မယ်အဲ့ဒီဆိုင်ကနေပြီးတော့ခြေအိတ်ဖြစ်ဖြစ်တောကြိတ်လေးဖြစ်ဖြစ်သူဝယ်လိုက်မယ်။ဝယ်ပြီးသွားတဲ့အခါကျရင်အဲ့ဒီကနေပြီးတော့ receipt ပြေစာရလာလိမ့်မယ်။သူကအဲ့ဒီပြေစာကိုယူမယ်။အဲ့ဒီအချိန်မှာပဲဒီဆိုင်ထဲမှာ Apple နဲ့သူတို့နဲ့အတူတူခိုးမယ်နောက်ထပ်အမျိုးသမီးတစ်ယောက်ကလည်းရောက်နေခဲ့ပြီးသူတို့ကဒီဆိုင်မှာရှိတဲ့နာမည်ကြီးတဲ့အင်ကြီးတွေဘောင်းမီတွေပစ္စည်းတွေကိုသူတို့အိတ်ထဲကိုခိုးပြီးတော့ထည့်ကြတယ်ပြီးတော့တာနဲ့ဒီ J-Icon ရရှိလာခဲ့တဲ့ဝယ်ထားတဲ့ပစ္စည်းက security sensor ပါတယ်လုံခြုံရေးအာရုံခံတစိမ့်ပေါ့ Apple နဲ့သူ့ရဲ့အပေါင်းအသင်းနှစ်ယောက်လုံးခိုးယူလာခဲ့တဲ့ပစ္စည်းတွေမှာပါတဲ့ security sensor ကိုခွာပြီးတော့အခုနောက်ဝယ်ယူထားတဲ့ပစ္စည်းတွေအပေါ်မှာသူတို့ကပြောင်းလဲကလိုက်ကြတယ်ဒါဆိုရင်တော့ခိုးယူထားတဲ့ပစ္စည်းတွေကအလွယ်တကူပဲဒီ security တွေကိုဖျက်ပြီးတော့တွားလို့ရပြီသူကဒီပစ္စည်းကိုအမှန်တကယ်ဝယ်ထားတာအခုလေရင်ဝယ်ထားတာပဲသူအခုလိုမျိုးဆိုင်အပြင်ထွက်တဲ့အချိန်မှာသူ့ရဲ့ပစ္စည်းတွေကဖြတ်လို့မရအောင်အလန်းထားမိပြီဆိုရင်သူက AC ပဲလေသူတကယ်ပတ်စံခြေထားတာဖြစ်တဲ့အတွက်သူက AC လေးပဲရက်နေလိမ့်မယ်သူ့မှာ receipt လည်းရှိနေခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီ security sensor တွေဖြုတ်ဖို့အတွက်မေ့သွားတာဖြစ်နိုင်တယ်လို့အားလုံးကလည်းထင်ပြီးတော့သူတို့ရဲ့အမှားလို့ပဲထပ်ပြီးတော့ထင်သွားကြတယ်အချိန်အတော်အတွင်းမှာ Apple နဲ့နောက်ထပ်အမျိုးသမီးကအပြင်ဝင်ရောက်နေပြီသူတို့ကဒီခိုးလာတဲ့ပစ္စည်းတွေကိုတခြားမျိုးမှာရှိတဲ့လူလက်မန်ဆိုင်တွေမှာသူတို့ကငွေသားနဲ့ပြန်ပြီးတော့လဲပြီးတော့ဒီပတ်စံတွေကိုသုံးစွဲကြတယ်ဒီလိုမျိုးသူတို့ခိုးလာခဲ့လိုက်တာဆိုင်နည်းနည်းလေးမဟုတ်ပါဘူးပြည်နယ်9ခုမှာရှိတဲ့ဆိုင်ပေါင်းများစွာမှာသူတို့ခိုးလာခဲ့လိုက်တာအားလုံးပေါင်းလိုက်ရင် American dollar 1 သန်းလောက်အထိရှိတယ်ဆိုပြီးတော့ရဲတပ်ဖွဲ့ကယူဆတယ်2024နိုဝင်ဘာလမှာဆိုရင်တော့ Minnesota ပြည်နယ်မှာရှိတဲ့ဒီလူလက်မန်ဆိုင်ကိုသူတို့ကတစ်ဆိုင်နဲ့ကို2ကြိမ်သွားပြီးတော့ခိုးခဲ့တာအဲ့ဒီမှာဝန်ထမ်းတွေကမှတ်မိသွားတဲ့အတွက်ရဲတိုင်လိုက်တယ်ရဲတွေကသူတို့ဖမ်းတယ်ပေါ့နော်သူတို့တဲခိုနေတဲ့ hotel ကိုဝင်ပြီးတော့ဖမ်းတဲ့အချိန်မှာဒီပစ္စည်းတွေအပြည့်ထည့်ထားတဲ့ဒီ suitcase တွေအပြင်နောက်ထပ်12အိတ်ကိုလည်းသူတို့တွေ့ရှိခဲ့ရတယ်သူတို့နှစ်ယောက်လုံးက
2025ခုနှစ်နိုဝင်ဘာလမှာဆိုရင်တော့တကယ်ပဲသူတို့အပြစ်ရှိပါတယ်ဆိုပြီးတော့ဝန်ခံလိုက်ကြပြီသူတို့ကိုအခု2026ခုနှစ်ရဲ့နှစ်စပိုင်းမှာပြည်ထောင်ချမှတ်မှာဖြစ်တယ်ဆိုပြီးတော့ပြောထားပေမဲ့လည်းအခုအချိန်ထိတော့တရားဝင်သတင်းထုတ်ပြန်လာတာမျိုးကိုတော့မတွေ့ရှိရသေးဘူးအားလုံးကတော့သူတို့ရဲ့ပြစ်မှုတွေအတွက်ထောင်ဒဏ်15နှစ်လောက်ချမှတ်ခံရနိုင်ဖွယ်ရှိတယ်ဆိုပြီးတော့လည်းပြောနေကြတယ်ဒီကောင်မလေးကဒီအာလူးကြော်ကိုမစားမိလိုက်တဲ့အတွက်ကြောင့်မို့လို့မြန်မာငွေနဲ့3,900လောက်ရရှိသွားခဲ့တယ်ဩစတြေးလျနိုင်ငံကွင်းစလန်းမှာနေထိုင်တဲ့အသက်73နှစ်အရွယ်ကောင်မလေးတစ်ယောက်ကဒိုရီတိုအာလူးကြော်ကိုဝယ်စားနေရင်မှာဒီအာလူးကြော်လေးတစ်ခုကပုံမှန်အာလူးကြော်ပြားလေးတွေနဲ့မတူဘဲနဲ့လေးခိုပြီးပွားပြီးဖောင်းနေရကိုသူမတွေးခဲ့ရတယ်။သူမအခုလိုမျိုးဒီအာလူးကြော်လေးကိုမစားလိုက်တာကလည်းတကယ်ကိုကံကောင်းသွားတာပါ။သူမမစားခင်မှာဗီဒီယိုရိုက်တယ်ပြီးတော့အဲ့ဒီဗီဒီယိုကို TikTok ပေါ်ကိုတင်လိုက်တယ်။ငါဒီအာလူးကြော်ကိုစားလိုက်ရမလားဘာလို့ရမလဲဆိုပြီးတော့တင်လိုက်တဲ့ဗီဒီယိုလေးကနိုင်ပိုင်းအနည်းငယ်အတွင်းမှာပဲအရန်ကို viral ဖြစ်သွားခဲ့ပြီးတော့လူကြီးအရန်ကိုများသွားခဲ့တယ်။ကြည့်ရှုသူကလည်းတန်းနဲ့ချီပြီးတော့ရှိခဲ့တယ်။ TikTok ကသူတွေကလည်းဒါအရန်ကိုထူးခြားတဲ့ဖြစ်စဉ်တစ်ခုဘယ်တော့မှမဖြစ်ခဲ့ဘူးတဲ့အတွက်ကြောင့်မို့လို့နင်ဂျာကိုလေးလံတင်ပြီးရောင်းကြည့်ပါဆိုပြီးတော့သူမကိုအကြံဉာဏ်ဝိုင်းပြီးတော့ပေးခဲ့ကြတယ်။သူမကလည်းအားလုံးအကြံပေးတဲ့အတိုင်းပဲ eBay မှာသူမလေးလံတင်ခဲ့တယ်။ပထမဦးဆုံးသူမလေးလံတင်တဲ့ဈေးနှုန်းကကြတော့သူမက$1တော့မပြည့်တဲ့ဈေးနှုန်းလေးနဲ့အရင်ဆုံးလေးလံစတင်တယ်။ဒါပေမဲ့နိုင်ပိုင်းအတွင်းမှာပဲလေးလံဆွဲတဲ့သူတွေအရန်ကိုများပြားလာခဲ့ပြီးတော့ဩစတြေးလျဒေါ်လာ3သိန်းအမေရိကန်ဒေါ်လာ9,000ခွဲအထိအောင်မှပဲတိုးတက်လာခဲ့တယ်။ဟို eBay မှာလေးလံဆွဲနေခဲ့ကြပြီးတော့ဒါကိုဝယ်ယူမဲ့သူကတကယ်ပတ်စံချိန်မဲ့သူဟုတ်မဟုတ်ဆိုတာကတော့ဒါတန်တရားဖြစ်ဖွယ်ပါပဲ။နောက်ပိုင်းမှာ eBay ရာဒီလေးလံကိုဖျက်သိမ်းလိုက်ပါတယ်။ဒါပေမဲ့လည်း Dorito ကုမ္ပဏီကတော့ဒီကိစ္စကိုသိသွားခဲ့တယ်။ဒီကောင်မလေးရဲ့တီထွင်ကြံစမှုကြောင့်ပဲသူတို့ရဲ့ကုမ္ပဏီကိုလူတီပိုများသွားတယ်ဆိုပြီးတော့ဒီကုမ္ပဏီကလည်းသူမရဲ့အကြံသဘောကျသွားခဲ့တယ်။အဲဒီအတွက်ကြောင့်ပဲသူမကိုကုမ္ပဏီဘက်ကနေပြီးတော့ဩစတြေးလျဒေါ်လာ2,000ပေးရခဲ့ပါတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့အခုအချိန်တွက်မယ်ဆိုရင်တော့3,900ဝန်းကျင်လောက်ရှိတယ်အဲ့ဒီ2019တုန်းကအချိန်နဲ့တွက်မယ်ဆိုလို့ရှိရင်တော့မြန်မာငွေနဲ့3,180ကျော်ဝန်းကျင်လောက်ရှိပါတယ်ဒီဖြစ်ရက်ကနေပြီးတော့ရရှိတဲ့သင်ခန်းစာကတော့ social media ကိုသာကောင်းကောင်းအသုံးချတတ်မယ်ဆိုလို့ရှိရင်တော့အာလူးကျော်တစ်ချက်ကနေအောင်မှပဲဘဝပြောင်းလဲသွားစေနိုင်တဲ့အထိတန်ဖိုးရှိတယ်ဆိုတာပါပဲဒါကိုပဲကံတရားဖြစ်တင်စားပြောဆိုနေကြတာပါကိုချစ်တဲ့သူမရလို့ရှိရင်အောက်လန်းနဲ့တိုက်ပြီးရောရအောင်ယူမယ်ဆိုပြီးတော့ပြောကြတယ်မလားဒါကစကားတက်တက်ပဲလူတွေကစားနောက်အရှုံးဖောက်ပြီးပြောကြတာဆိုပေမဲ့လို့ဒီအမျိုးသားကတော့တကယ်ကိုအဲ့လိုမျိုးအောက်လန်းနဲ့တိုက်ခံလိုက်ရတာမျိုးပါဒီအမှုက1992ခုနှစ်အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့အမှုခရစ္စတိုဖာဆိုတဲ့အဲ့ဒီလူကကြတော့ telecommunication company တစ်ခုမှာအလုပ်လုပ်နေတဲ့ technical employee တယောက်သူလည်း1992ခုနှစ်ရဲ့ April လမှာပဲ San Francisco ကိုသူအလုပ်ကိစ္စနဲ့ခရီးသွားခဲ့တယ်အဲ့ဒီမှာသူတငယ်ချင်းတယောက်ကသူ့ကိုမိတ်ဆက်ပေးတဲ့အတွက်အသက်40ဝန်းကျင်အရွယ်ရှိတဲ့အမျိုးသမီးတယောက်နဲ့သူတွေ့ခဲ့တယ်အဲ့ဒီအမျိုးသမီးနဲ့သူနဲ့တွေ့ပြီးနောက်ရင်းနှီးသွားခဲ့ကြတယ်တငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်အမျိုးသမီးကသူ့ကိုဆွဲဆောင်နေဖျားယောင်းနေသူ့ရန်သဘောကျနေတဲ့ပုံစံတွေပေါက်နေခဲ့နောက်ပိုင်းမှာအမျိုးသမီးကသူ့ကိုချစ်ခွင့်ပန်လာတဲ့အထိပဲခရစ္စတိုဖာကတော့သူ့ကိုနည်းနည်းလေးမှသဘောမကျတဲ့အတွက်ရှင်းရှင်းကြည်ကြည်ပဲသူကညင်းပယ်လိုက်တယ်ဒါကိုအမျိုးသမီးကလုံးဝသဘောမကျအောင်အယောင်စိတ်ဆိုးသွားခဲ့တယ်သူ့ကိုသူလည်း wish တကောင်ဖြစ်တယ်သူကဆုံးမတကောင်ဖြစ်တယ်ဆိုပြီးတော့ဝန်ခံလာခဲ့တယ်ဒါအပြင်အခုလိုညင်းပယ်ခံရတာကိုသူအရန်စိတ်ဆိုးဒေါသထွက်တဲ့အတွက်ခရစ္စတိုဖာကိုသူကဆေးလောက်တော့မယ်ပေါ့သူအောက်လန်းနဲ့တိုက်မယ်နင်သိမ့်မကြခင်မှာတော်ကေသွားတော့မယ်ဆိုပြီးတော့ချိန်ချောက်သွားခဲ့အဲ့ဒီချိန်တုန်းကတော့ခရစ္စတိုဖာရှိတာပေါ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသူကငါ့ကိုလာပြီးတော့လှည့်စားနေတယ်ယူကြောင်ကြောင်နဲ့ဆိုပြီးတော့ပဲသူကလည်းတွေးပြီးတော့နေလိုက်တယ်နောက်တော့ခရစ္စတိုဖာလည်းအလုပ်ပြီးသွားတာနဲ့သူနေတဲ့မြို့လေးကိုသူပြန်လာခဲ့တယ်သူရဲ့အိမ်ကိုရောက်ပြီးတော့ရက်အနေငယ်အကြာမှာပဲသူ့အိမ်မှာထူးဆန်းတဲ့ပြောင်းလဲမှုတွေကိုသူစပြီးတော့ခံစားလာရတယ်လူတွေဘေးနောက်မှာသူ့ရဲ့အနားလေးမှာတီတိုစကားပြောဆိုနေတဲ့အတန်တွေထူးဆန်းတဲ့ဒီခြေတန်တွေကိုအိမ်မှာအမြဲတမ်းပဲသူကြားနေရတယ်သူအိတ်တဲ့အချိန်တွေဆိုလို့ရှိရင်လေသူအိပ်ပျော်နေတဲ့အချိန်မှာတစုံတစ်ယောက်ကသူ့ကိုလာပြီးတော့ဖိထားတာမျိုးသူ့ကိုဆွဲပြီးညှစ်ထားတယ်လို့မျိုးအဲ့လိုမျိုးတွေလောက်ခံရတယ်ပေါ့သူအိပ်ရာနေနိုးလာပြီးဆိုရင်လည်းခန္ဓာကိုယ်မှာလက်သေးရာတွေညိုမဲဆွဲနေတဲ့ဒဏ်ရာတွေကိုသူတွေ့ရတယ်အိမ်ရဲ့ထောင်းတွေမှာဆိုလို့ရှိရင်လည်းအရှိအမဲကြီးတွေကိုတွေ့ရတယ်ဆိုပြီးတော့သူကသူ့ရဲ့တငယ်ချင်းတွေကိုပြောပြခဲ့တယ်အဲ့လိုမျိုးအရန်ထူးဆန်းတဲ့အရာတွေဖြစ်နေတော့သူကလည်းဒီအောက်လန်နီးပညာတွေကိုပြန်လဲခုခံတိုက်ခိုက်ဖို့အတွက်သူနီလန်ပေါင်းစုံကိုသူပြန်သုံးရတယ်အိမ်မှာရှိတဲ့မီးချောင်းတွေအကုန်လုံးသူဖြုတ်လိုက်တယ်ဖျောင်းနိုင်တွေထွန်းပြီးတော့ပဲသူထားတယ်အိမ်အရှိတကားဝါနဲ့သူ့ရဲ့ဂရင်ပတ်ပတ်လေးမှာဆိုရင်လည်းသူကစားတွေဖြူးပြီးတော့ထပ်ထားလိုက်တယ်ဒီမကောင်းဆိုးဝါးတွေဝင်လာလို့မရအောင်လို့
သူဖះเจ้าကိုသွားပြီးတော့အကူအညီသွားတောင်းခံတဲ့ဒီအဆောင်လက်ဖွဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါတွေကိုလည်းသူဝစ်ဆင်ခဲ့တယ်ဒီလိုနဲ့ဧပြီလ18ရက်နေ့မှာဆိုရင်တော့သူအလုံးမလာတဲ့အတွက်ကြောင့်မို့လို့သူတငယ်ချင်းကစိတ်ပူသွားခဲ့တယ်အဲ့ဒါကြောင့်ရဲတိုင်လိုက်တဲ့အချိန်မှာတော့သူတို့ရဲ့အိမ်ကိုသွားစစ်တယ်ပေါ့ခရစ္စတိုဖာရဲ့အိမ်ကိုသွားစစ်တဲ့အချိန်မှာပဲအိမ်ထဲမှာဖျောင်းနိုင်တွေအများကြီးထွန်းထားတာကိုတွေ့ခဲ့ရတယ်ဒါအပြင်သူကရေချိုးခန်းထဲမှာဒူးထောက်လျက်သားအနေအထားနဲ့သူအသက်မရှိတော့တဲ့သူရဲ့ခန္ဓာကိုယ်တွေ့ခဲ့ရတယ်ရေချိုးကန်ထဲမှာဒီရေချိုးစလုံးထဲမှာတော့ရေမရှိပါဘူးသူကတစုံတစ်ယောက်ကိုတောင်းပန်နေတဲ့ပုံစံမျိုးနဲ့ပဲကွယ်လွန်သွားခဲ့တာအန်အောဖို့အရန်ကောင်းတာကြတော့ဆရာဝန်တွေကသူ့ရဲ့အလောင်းကိုစစ်ဆေးခဲ့တဲ့အခါမှာအတွင်းပိုင်းဒဏ်ရာမရှိဘဲနဲ့အပြင်ပိုင်းဒဏ်ရာတွေကိုပဲတွေ့ရတယ်အရက်လည်းမတောက်ထားပါဘူးအပြင်ပိုင်းဒဏ်ရာတွေကြောင့်သူအသက်ထွက်သွားတာတော့လုံးဝမဖြစ်နိုင်ဘူးနှလုံးရက်ပြီးတော့ပဲသူကွယ်လွန်သွားတာဖြစ်တယ်ဆိုပြီးတော့ဆရာဝန်တွေကပြောခဲ့ကြတယ်အသက်35နှစ်အရွယ်ကျမ်းမာတန်းစွမ်းနေတဲ့လူတစ်ယောက်အခုလိုရုတ်တရက်ကြီးဖြစ်သွားတဲ့အတွက်အားလုံးကလည်းတော်တော်လေးကိုထိတ်လန့်ကုန်ကြတယ်ဒီအမှုကိုလူသိများသွားတဲ့အခါမှာလူတွေကပုံစံနှမျိုးနဲ့တွေးကြတယ်တချို့လူတွေကကြတော့သူတကယ်ပဲအောက်လန်းပညာနဲ့ပြူစားခံလိုက်ရတာအဲ့ဒါကြောင့်သူအခုလိုဖြစ်သွားတာလို့တွေးကြတယ်လို့မျိုးတချို့တွေကြတော့လေသူကဒီတန်တရာလွန်ကဲသွားတာပေါ့စိတ်ချောက်ချမှုအရန်ကိုပြင်းထန်သွားတဲ့အတွက်ကြောင့်မို့လို့အခုလိုဖြစ်တာဆိုပြီးတော့လည်းပြောကြတယ်ဒါပေမဲ့သူရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိနေတဲ့ဒဏ်ရာတွေနဲ့သူ့အိမ်မှာသူကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေအကုန်လုံးအတွက်ကိုတော့ဘယ်သူမှအဖြစ်အတိအကျမပေးနိုင်ခဲ့ကြပါဘူးတငယ်ချင်းတွေကညဘက်ကြီးတင်းချိုင်းကုန်းကိုသွားပြီးတော့သွားလေးလာကြရအောင်လို့ခေါ်တဲ့အချိန်မှာဆိုရင်တော့လုံးဝကိုညင်းလိုက်ပါလိုက်သွားလို့ကတော့ကန်ဆိုးမိုးမောင်ကြတော့မှာပါပဲဒီနေ့ပြောပြမယ်တင်းချိုင်းကတော့တကယ်အရန်ကိုနာမည်ကြီးတဲ့ကဘာထိတ်လန့်6ချာဖွဲ့အကောင်ဆုံးနေရာ10ခုထဲမှာပါဝင်တဲ့တင်းချိုင်းတစ်ခုပါဒီတင်းချိုင်းကအမေရိကန်ပြည်ထောင်စုမှာတည်ရှိတယ်ဒီအသင်းချိုင်းရဲ့နာမည်ကတော့ Adams Grove Cemetery လို့ခေါ်ပါတယ်။ဒီအသင်းချိုင်းက Alabama ပြည်နယ် Dallas County က Sardis ဆိုတဲ့မြို့ငယ်လေးနားမှာတည်ရှိတယ်။1853ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီးတော့ဒီအသင်းချိုင်းနဲ့ဖျားကျောင်းနဲ့တွဲလျက်အနေအထားရှိနေခဲ့တာ။1984ခုနှစ်မှာတော့ဖျားကျောင်းကလည်းတရားဝင်ပိတ်သွားခဲ့တယ်။အဲဒီနောက်မှာတော့ဒီသင်းချိုင်းကလည်းစွန့်ပစ်ခံထားတဲ့နေရာတစ်ခုဖြစ်သွားခဲ့တယ်။ပြုပြင်ထိန်းသိမ်းပေးမဲ့သူဘယ်သူမှမရှိတော့တဲ့အဆုံးမှာတော့ဒီနေရာကအရန်အောင်ကြောက်စရာကောင်းတဲ့နေရာတစ်ခုဖြစ်သွားခဲ့တော့တာပဲ။ဒီသင်းချိုင်းကဘာဖြစ်လို့နာမည်ကြီးရလဲဆိုလို့ရှင်တော့အချက်3ချက်ကြောင့်ပါဒီသင်းချိုင်းမှာရှိတဲ့ဂူတွေပေါ့နော်လူသေးတွေကိုမြုပ်နှံထားတဲ့ဒီဂူဗိမှန်တွေအကုန်လုံးကစွတ်စွတ်စစ်စစ်လေးတစ်ခုပြီးတစ်ခုတည်ရှိတာမဟုတ်ဘဲနဲ့ဟိုတကွက်ဒီတကွက်တည်ရှိတာဖြစ်တဲ့အတွက်ဒီသင်းချိုင်းကိုတွားတဲ့သူတွေစိတ်ချောက်ချပြီးတော့လမ်းမှားသွားစိန်နိုင်တဲ့အထိဖြစ်သွားနိုင်တယ်။နောက်တစ်ခုကတော့ကျိန်စာတဲ့ဖျားကြောင်ပါ။ဒီတုတ်တန်နဲ့တွဲလျက်ရှိတဲ့ဖျားကြောင်ကကျိန်စာတဲ့နေပြီးတော့ထောက်ချစရာကောင်းတဲ့ဖြစ်ရပ်တွေအများကြီးဖြစ်ပျက်ခဲ့တယ်ဆိုပြီးတော့လူတွေကယုံကြည်ကြတယ်။လူသူကင်းရှင်းနေပေမဲ့အဲ့ဒီဖျားကြောင်ကနေစံတရားအတန်တွေထွက်ပေါ်လာတာမျိုးပါ။နောက်တစ်ခုကကြတော့ဒီတုတ်တန်ကြီးကမျိုးနဲ့အရန်ဝေးကွာလွန်နေတာတီးချနေရမှာတည်ရှိနေတာမျိုးနဲ့အရန်ဝေးတယ်လူသူကင်းရှင်းတဲ့နေရာမှာရှိနေတဲ့အတွက်ကြောင့်မို့လို့အကူအညီလိုရင်ဘယ်သူမှအကူအညီတောင်းခံနိုင်တဲ့အနေအထားမှမရှိဘူးအဲ့ဒါကြောင့်လေလူတွေကိုကြောက်စိတ်ပို့ပြီးတော့ဖြစ်စေတယ်ဒေတာခန်တွေနဲ့တရဲလျှောက်ဖွေတဲ့သူတွေပြောကြတာကတော့ဒီတင်းញိုင်းမှာ The Tall Man ဆိုတဲ့အရက်အရှိကြီးနဲ့အုတ်ထုတ်ဆောင်ထားတဲ့တရဲရှိတယ်အဲ့ဒီမှာအဲ့ဒီတရဲကတုတ်တန်တွေကြားထဲမှာရှောက်သွားနေပြီးတော့လူတွေကိုမြင်သူကပျောက်ကွယ်သွားတတ်တယ်နောက်ထပ်တရဲတကောင်ကကြတော့ The Red Eye General ပါမျက်လုံးအနီနဲ့ဗိုလ်ချုပ်ကြီးပေါ့American ပြည်တွင်းစစ်တုံးကဒီစစ်ဗိုလ်ချုပ်တယောက်ရဲ့ဝိညာဉ်ကမျက်လုံးအနီရောင်ကြီးတွေနဲ့ဒီကနေထွက်သွားဆိုပြီးတော့မောင်းထုတ်တတ်သေးတယ်လို့လဲဆိုတယ်နောက်တစ်ခုကကြတော့အတန်တူးလုပ်ပြီးတော့ခေါ်တာမျိုးပေါ့ကိုယ့်ရဲ့အတိမိတ်ဆွေတွေရဲ့အတန်လိုမျိုးအတန်တူးလုပ်ပြီးတော့ခေါ်တဲ့တရေမျိုးလဲရှိတယ်လို့ပြောကြတယ်အမှန်တကယ်မှာတော့ဒီနေရာကအမျိုးသားသမိုင်းဝင်နေရာတွေမှာပါဝင်တဲ့နေရာတစ်ခုပါညဘက်မှာခွင့်ပြုချက်မရှိဘဲနဲ့ဝင်မယ်ဆိုလို့ရှင်တော့တကယ်ကိုအန်တီရများပါတယ်ဒီနေရာကိုခွင့်ပြုချက်မရှိဘဲနဲ့ဝင်လို့ရှင်တော့ရဲအဖမ်းခံရနိုင်ပြီးတော့တောကောင်မွေတွေတော်ရိုင်းတလိဆန်တွေရဲ့အန်တီရကလည်းရှိသေးတယ်ဒီနေရာကအမေရိကန်မှာရှိတဲ့6ချားစရာအကောင်ဆုံးနေရာ10ခုထဲမှာခဏခဏပါဝင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့အကြောင်းအရာလေးကတော့ဒီအထိပါပဲရှင်